ဝါသနာပါတယ်အရင်ကြီးရှိပေမဲ့တဲ့အဆက်အသွယ်မရှိရင်ဘာမှလုပ်လို့မရဘူးတဲ့အဲ့တော့ဒီ comment လေးကိုညော reply ပြန်ပေးခြင်းတယ်ဘာကြောင့်လဲဆိုတော့ညိုကိုယ်တိုင်လည်းအဲ့လိုအတွေးရှိခဲ့ဘူးလို့အဲ့ဒါကို fixed mindset လို့ခေါ်တယ်အဲ့တော့ကဲစဉ်းစားကြည့်အဆက်အသွယ်မရှိတဲ့ဘဝမှာမွေးလာတယ်ဒါကြီးကဘဝရဲ့ပေးထားချက်ပဲညိုတို့ရွေးချယ်လို့မရဘူးညိုကိုယ်တိုင်လည်းဝန်ထမ်းမိသားစုမှာမွေးလာတယ်မိဘဆွေမျိုးအတိုင်းအဝိုင်းကြားမှာလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်မှမပါဘူးအထိတ်ဆက်အဆက်အသွယ်ဆိုတာမရှိဘူးဒီဘဝကိုညိုရွေးချယ်လို့မရဘူးဒါကြီးကကိုယ့်ဘဝရဲ့ပေးထားချက်ပဲအဲ့ဒီပေးထားချက်ကပြဿနာမဟုတ်ဒါပေမဲ့ငါကဒီနေရာမှာမွေးလာလို့ဒီနိုင်ငံမှာလူဖြစ်လို့ဒီလိုအဆက်အသွယ်မရှိတဲ့နေရာမှာမွေးလာလို့တစ်သက်လုံးငါဒါပဲဖြစ်ရမယ်ဆိုတာကြီးကပြဿနာဖြစ်သွားပြီအဆက်အသွယ်မရှိဘူးဆိုရင်ရှိတဲ့နေရာကိုကိုကသွားမယ်လေဟုတ်တယ်မလားညိုကိုယ်တိုင်လည်းအဲ့လိုပဲသင်တန်းတွေတက်တယ်လိလာသိမှုတွေလုပ်တယ်သင်တန်းထဲမှာတွေ့ကြတဲ့လုပ်ငန်းရှင်တွေအတွေ့အကြုံရှိတဲ့လူတွေသူတို့နဲ့စကားတွေပြောတယ်သူတို့နဲ့အချိတ်ဆက်တွေလုပ်တယ်သူတို့စီကနီလန်းတွေမေးတယ်အကြံဉာဏ်တွေတောင်းတယ်အဲ့တော့ဘာတွေသိလာလဲနီလန်းတွေအချိတ်ဆက်တွေသူတို့ရဲ့အတွေ့အကြုံတွေအကြောင်းကိုကြားရတယ်သိရတယ်အဲကြောင့်ဒီဗီဒီယိုကြည့်နေတဲ့သူအနေနဲ့ရောကိုယ့်ရဲ့ဘဝဘေးအခြေအနေကငါတစ်သက်လုံးဒါပဲပြတ်မှာဆိုအတွေ့အများရှိနေချက်ချင်းပြောင်းပြလိုက်တာလောကကြီးမှာကိုလိုချင်တာကိုဖြစ်ချင်တာကိုရအောင်ယူနိုင်တဲ့တူရီတော်သူဟာလူသားတွေပဲဖြစ်တယ်ကိုယ်တိုင်ပဲဖြစ်ပါရဲ့เนาะဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တော့မျိုး like share လုပ်သွားပေးခဲ့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်